တမိုင်းမှာပထမဆုံးအကျဉ်းတင်မောချင်းဒုံးကျည်အပြန်နဲ့ပစ်ခတ်တဲ့ရစ်တက်တိုက်ပွဲလည်းဖြစ်ပါတယ်နောက်ပြီးအီရန်ရဲ့ဆာဟန်ဖရီဂတ်စစ်သည်မောဟာဆိုရင်လည်းအမေရိကန်လေတင်တင်မောတွေကိုဒုံးကျည်နဲ့စတင်ပစ်ခတ်ခဲ့ပါတယ်အဲ့ဒီအခါမှာအမေရိကန်ရဲ့ SCA Intreza တိုက်ခတ်ရေးလေယာဉ်တွေက Havok Missile တင်မောဖြတ်ဒုံးကျည်တွေ Laser Guided ဘုံးတွေနဲ့ဝိုင်းပစ်ခတ်လို့မီးလောင်ပေါက်ကွဲခဲ့ပြီးပါရှန်ပင်လယ်ကွေ့အတင်းမှာနစ်မြုပ်သွားခဲ့ပါတယ်အမေရိကန်ရေတပ်နောက်ဆုံးနှိမ့်မြုပ်ခဲ့တဲ့အီရန်ရဲ့ Frigate စစ်သည်မောအမျိုးအစားဖြစ်တဲ့ဆာဘန်လန်ကတော့ Saham စစ်သည်မောနစ်မြုပ်ခဲ့ပြီးတဲ့နောက်မှာအမေရိကန်လေယာဉ်တွေကိုဆက်လက်ပစ်ခတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့အမေရိကန်လေယာဉ်မှုကပေါင်904တဲ့ Laser Guided ဘုံးတစ်လုံးကိုတင်မောရဲ့မီးကိုခေါင်းနဲ့တက်တဲ့ကြအောင်ပစ်ချခဲ့ပါတယ်တင်မောဟာပြင်းထန်စွာပျက်စီးပြီးလုံးဝသုံးမရအောင်ပျက်စီးသွားခဲ့ပါတယ်အဲ့ဒီတင်မောဟာအကြီးအကျယ်ပျက်စီးသွားခဲ့ပေမဲ့နောက်ပိုင်းမှာအီရန်ကပြန်လည်ပြုပြင်ပြီးအသုံးပြုခဲ့ပါတယ်ဒီစစ်စင်ရေးကြောင့်အီရန်ရေတပ်ဟာသူတို့ရဲ့အင်အားအကောင်းဆုံးစစ်တင်မောကြီးတွေကိုဆုံးရှုံးခဲ့ရပြီးအမေရိကန်စစ်သည်မောကြီးတွေနဲ့ထိတ်တိတ်တွေ့ရင်မရင်ဆိုင်နိုင်ဘူးဆိုတာကိုသင်ခန်းစာရသွားပါတယ်။ဒါကြောင့်ပဲအခုနောက်ပိုင်းမှာအီရန်ဟာစစ်သည်မောကြီးတွေကိုသုံးတာထက် Swan Tactic လို့ခေါ်တဲ့မျက်နှာမြင့်လှေငွေတွေကိုအများများသုံးတဲ့ view ဘက်ကိုပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ဒီစစ်ပွဲဟာ10ရက်အတွင်းမှာအီရန်ရဲ့စစ်သည်မောနဲ့ရင်ငုတ်သင်္ဘော60ကျော်ကိုအမေရိကန်ရေတပ်ကရှေ့မုံပစ်နိုင်ခဲ့ပါတယ်။ဒါခေတ်သစ်စစ်ပွဲရဲ့သဘောတရားပဲဖြစ်ပါတယ်။အင်အားကြီးတာတဲ့နီးပညာတန်လွန်မှုနဲ့တိကျမှုကစစ်ပွဲရဲ့အနိုင်ရှုံးကိုအဆုံးဖြတ်ပေးသွားတာပဲဖြစ်ပါတယ်